ဘုရားခင်မဖွင့်ပြဘဲနဲ့ကိုယ်စိတ်ထဲမှာထင်တာတွေကိုပြောပြီးလာဘုရားခင်ဖွင့်ပြတာဘုရားခင်စကားပြောနေတာလို့ပြောတဲ့ရားလူတွေ prophet တွေအများကြီးပဲအဲ့တော့ဒီနေ့မှာလည်းအဲ့လိုပဲသူစိတ်ထဲမှာထင်ရမြင်ရတယ်ဘုရားခင်ပြောနေတာဘုရားခင်ဖွင့်ပြတာလို့ရှောက်ပြောတာတွေဒီခေတ်ကာလမှာလည်းရှိအားလုံးပဲကျေးဇူးတော်မင်္ဂလာပါဒီနေ့မနေ့ခင်မှာအချိန်နဲ့ငယ်ယူပြီးနှုတ်ဘတ်တော်ကိုတူတူကဆင်ခြင်နှလုံးသွင်းကြဖို့ဖြစ်ပါတယ်အဲ့တော့ရေးသားထားတဲ့နှုတ်ဘတ်တော်ဖြစ်တဲ့တမန်တရားတမန်ကျမ်းစာဟာကျွန်တော်တို့ယုံကြည်သူတယောက်ချင်းစီတိုင်းရဲ့အသက်တာမှာအလိုတော်တိုင်းအသက်ရှင်ဖို့အဲ့ဒီအလိုတော်လမ်းကြောင်းကနေမလွဲသွားဖို့အဲ့ဒီအလိုတော်လမ်းကြောင်းထဲမှာအသက်ရှင်နေတဲ့အခါစုံစမ်းနှောက်ယှက်ခြင်းတွေကြောင့်တမန်တရားလမ်းထဲကနေမချော်တက်သွားဖို့အရေးကြီးတယ်လို့တစ်ဖက်မှာလည်းဘုရားခင်တကယ်စကားပြောနေသလားဆိုတာကိုပိုင်းခြားတတ်ဖို့လည်းအဲ့ဒီတမန်တရားတည်ဟူသောနှုတ်ဘတ်တော်ကအရေးကြီးပြန်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ဆန္ဒရဲ့အတန်နဲ့ဘုရားသခင်ရဲ့အတန်ကိုတစ်ခါတလေမှာမာယွန်းစွာခံယူပြီးတတ်ပါတယ်ဒီအရာလေးတွေကအရေးပါတယ်ဆိုတဲ့အကြောင်းစဉ်းစားကြဖို့ဖြစ်ပါတယ်အဲ့တော့တိတိခန်းကြီးနှစ်အပိုင်ငယ်လေးမှာဘုရားခင်ရဲ့အလိုတော်ကိုဖော်ပြထားတယ်အဲ့ဒီအလိုတော်ကဘာနဲ့ဆိုင်တဲ့အလိုတော်လဲဆိုရင်လူအပေါင်းနဲ့ဆိုင်တဲ့အလိုတော်ဖြစ်တယ်အဲ့တော့နံပါတ်1လူမှန်ရင်ကယ်တင်ခြင်းရောက်အောင်မယ်နံပါတ်2ကယ်တင်ခြင်းတို့ရောက်သွားပြီးရင်ဆိုရင်တမန်တရားကိုသိဖို့လိုတယ်တိမှလည်းတမန်တရားတိုင်းအသက်ရှင်နိုင်မှာဘုရားခင်အလိုတော်တိုင်းအသက်ရှင်နိုင်မှာဖြစ်တယ်ဆိုတော့ဒီညမှာတမန်တရားဘာလဲဆိုတော့ကျွန်တော်သိဖို့လိုလာတယ်ဆိုတော့တမန်တရားဟာဘာလဲလို့ပြောတဲ့အခါကျတော့တမန်ကျမ်းစာထဲမှာအချက်လက်3ချက်လောက်ဖော်ပြထားတာတွေ့ရတယ်ရှင်းယောဟန်အခန်းကြီး14ပိုင်းငယ်6မှာတမန်တရားကိုပုဂ္ဂိုလ်အနေနဲ့ဖော်ပြထားတယ်ရှင်းယောဟန်အခန်းကြီး10ပိုင်းငယ်32မှာတမန်တရားကိုလည်းသိကြတယ်ပြီထိုတရားတည်တင်းတို့ကိုလွတ်လိုက်ပြီဆိုတော့ပုဂ္ဂိုလ်တော်မြတ်ဖြစ်တဲ့သခင်ယေရှုကိုမှန်ကန်စွာနားလည်ပြီးမှန်ကန်စွာယုံကြည်ခြင်းကအသက်တာကိုလွတ်မြောက်ခြင်းရစေတယ်လို့ဂျူးတွေကိုဖော်ပြတယ်ဒါကြောင့်နံပါတ်1တော့သခင်ယေရှုအပေါ်မှာမှန်ကန်တဲ့ယုံကြည်ခြင်းကကယ်တင်ခြင်းကိုရစေတယ်အဲ့တော့ဒုတိယအေဖက်ခန်းကြီး1အပိုင်ငယ်73မှာကယ်တင်ခြင်းနဲ့ရှင်သောတမန်တရားတည်ဟူသောဧဝံဂေလိတရားအဲ့တော့တမန်တရားဆိုတဲ့စကားလုံးကိုဘာနဲ့နိုင်ရှင်ပြီးရေးသားထားလဲဆိုရင်ဧဝံဂေလိတရားဒါကြောင့်နံပါတ်2အနေနဲ့တမန်ကျမ်းစာဒီတမန်တရားကိုဧဝံဂေလိတရားသတင်းကောင်းအနေနဲ့လည်းဖော်ပြထားတယ်အဲ့ဒီဧဝံဂေလိတရားတည်ဟူသောတမန်တရားကိုကြားပြီးယုံကြည်လက်ခံတဲ့မြည်သူမှုဆိုစစ်မှန်တဲ့ကယ်တင်ခြင်းကိုရတယ်လို့ပေါလုကိုယ်တိုင်လည်းယောမဩဝါဒစာအခန်းကြီး1အပိုင်ငယ်16ပါပြက်ပြက်တတ်တာဖော်ပြတယ်နံပါတ်3ကျတော့ရှင်းယောဟန်အခန်းကြီး7အပိုင်ငယ်7ပါတမန်တရားကိုနှုတ်ကပတ်တော်နဲ့ရှင်သွေးပြီးဖော်ပြတာအဲ့ဒီနှုတ်ကပတ်တော်ကအသက်တာကိုတန့်ရှင်းစေတယ်တမန်တရားနဲ့ပတ်သက်ရင်အချက်3ချက်တွေ့ရတယ်နံပါတ်1တော့လူပုဂ္ဂိုလ်သခင်ယေရှုကိုညွှန်းတယ်နံပါတ်2တော့သတင်းကောင်းဧဝံဂေလိတရားကိုညွှန်းတယ်နံပါတ်3တော့တမန်ကျမ်းစာရေးသားထားတဲ့နှုတ်ကပတ်တော်ကိုဖော်ပြလေရှိဘာကြောင့်တမန်တရားကိုသိဖို့အရေးကြီးတာလဲဆိုရင်အတိတ်ပြစ္ဆုတ်ပံအနာဂတ်နဲ့ဘိုင်းရဲ့ပတ်သက်မှုရှိအတိတ်ကဘုရားခင်လွတ်ပေးခဲ့တဲ့အပြစ်တွေအတိတ်ကပြုခဲ့တဲ့အရာတွေကိုလည်းသိဖို့နှုတ်ကပတ်တော်တမန်ကျမ်းစာအရေးကြီးတယ်ပြစ္ဆုတ်ပံမှာဘလို့အသက်ရှင်ရမလဲဆိုတာကိုလည်းတမန်တရားအရေးကြီးအနာဂတ်ကာလနဲ့ပတ်သက်ပြီးဘယ်လိုယုံကြည်မျှော်လင့်ပြီးအသက်ရှင်ရမလဲဆိုတာကိုလည်းတမန်ကျမ်းစာကအရေးကြီးပြန်တယ်။ဒါကြောင့်နှုတ်ကပတ်တော်တမန်တရားနဲ့ပတ်သက်လာရင်ကျွန်တော်တို့ကြည့်တဲ့အခါအကြောင်းချက်နှစ်ချက်လေးတော့ခွဲပြီးနားလည်နိုင်တယ်။နံပါတ်1တော့နှုတ်ကပတ်တော်တမန်တရားဒီအသက်တာတိဆောက်ခြင်းနဲ့အသက်တာကိုခိုင်ခံ့ခြင်းကိုဖြစ်စေ။ရေးသားထားတဲ့နှုတ်ကပတ်တော်တမန်တရားဟာကျွန်တော်အသက်တာကိုတိဆောက်ရမှာအများကြီးအကျိုးပြုတယ်လို့အခြေအနေအမျိုးမျိုးတွေကြုံလာတဲ့အခါမှာလည်းအဲ့ဒီနှုတ်ကပတ်တော်ကျွန်တော်အသက်တာကိုခိုင်ခံ့ခြင်းကိုလည်းပေးတယ်လို့ကျွန်တော်နားလည်ရ။နံပါတ်2တစ်ချက်နှုတ်ကပတ်တော်တမန်တရားဟာတိဆောက်ခြင်းခိုင်ခံ့ခြင်းမကပဲနဲ့ဘယ်ဘက်ကိုပြန်သွားလဲဆိုရင်ပိုင်းခြားခြင်းနဲ့ကွဲကားခြင်းကိုပါဖြစ်စေအဲ့တော့နံပါတ်1တော့နှုတ်ကပတ်တော်ဟုတ်သလားမဟုတ်ဘူးလားဆိုလိုရင်းအမှန်ဟုတ်လားမဟုတ်ဘူးလားဘုရားခင်ပြောနေတာလားစာတန်ပြောနေတာလားဒါမှမဟုတ်ကိုယ့်ရဲ့ဇာတိတွေကထွက်တဲ့ဆန္ဒရဲ့အတန်လားဆိုတော့ပိုင်းခြားနိုင်လာစေတယ်အဲ့တော့စာတမန်ရဲ့တိုက်ခိုက်မှုတွေကိုလည်းကွဲကားပေးနိုင်တယ်ဒါကြောင့်နှုတ်ကပတ်တော်ကိုမှန်ကန်စွာပိုင်းခြားနားလည်ခြင်းဟာမိမိကိုယ်ကိုလည်းကွဲကားနိုင်တယ်လို့ကိုယ့်ရဲ့မိသားစုပြီးတော့ကိုရှိနေတဲ့အသင်းတော်ကိုလည်းကိုခံစားရှိတဲ့နှုတ်ကပတ်တော်အဖြစ်ပိုင်းခြားနားလည်ပြီးအားလုံးကိုဝေမျှပေးလို့ရတယ်။ဘာကြောင့်ကျွန်တော်ဒါတွေပြောနေရလဲဆိုတော့ရေးသားထားတဲ့နှုတ်ကပတ်တော်တမန်တရားကိုတချို့ကအသက်တာတိဆောက်ဖို့အတွက်ခံယူကြတယ်။မှန်လားဆိုမှန်တယ်၊ကောင်းလားဆိုကောင်းတယ်။တချို့ကျတော့အသက်တာတိဆောက်တယ်ခိုင်ခံ့ခြင်းပါရှိ။အဲ့လောက်အသက်တာတိရောက်သွားတယ်။အသက်တာတောင်းမပြိုလဲတော့ခိုင်ခံ့တယ်။ဒါပေမဲ့ပြဿနာပါလဲဆိုတော့တိဆောက်ခြင်းရှိတယ်ခိုင်ခံ့ခြင်းရှိတယ်သို့တော်လဲပိုင်းခြားခြင်းမှာအားနည်းပြန်ဒါမကပဲနဲ့ပိုင်းခြားခြင်းမှာအားနည်းတဲ့ကွဲကားခြင်းတွေမရှိတော့ကွဲကားခြင်းတွေမရှိတော့ကိုပြိုလဲတယ်ကိုအားဖြင့်ကိုနဲ့နှိစက်တဲ့လူအားလုံးဩဝါဒအမှားတဲ့ပြန်ပါသွားပြန်အထူးတစ်ဖြစ်တော့ကျွန်တော်အတွင်းထဲကလာတဲ့အရာကိုလည်းပိုင်းခြားတတ်ဖို့ရေးသားထားတဲ့နှုတ်ကပတ်တော်တမန်တရားရေးပါတယ်ဆိုတော့ဆက်ပြောချင်တာဖြစ်အဲ့တော့အတန်နဲ့ပတ်သက်လာရင်ဘုရားခင်ရဲ့အတန်ရှိတယ်တမန်ကျမ်းစာထဲမှာဒုတိယစာတန်ရဲ့အတန်ရှိတယ်စာတန်စကားလာပြောတယ်ဘုရားခင်စကားပြောတယ်ပြီးရင်လောကကြီးရဲ့အတန်တကယ် reality ပေါ့ဥပမာခန္ဓာပြည်ကိုသွားစုံစမ်းတဲ့အခါမှာ
ဒီ12ယောက်ဆေလွတ်လိုက်အဲ့တော့10ယောက်ကမြင်တဲ့အတိုင်းပဲပြောပြီးမြင်တဲ့အရာတွေအားလုံးဟာသူတို့မတတ်နိုင်တဲ့အရာတွေဖြစ်တယ်လို့သူတို့ငိုကြွေးကြတယ်အဲ့တော့သူတို့ဘက်ကနေကြည့်ရင်ဒါတကယ် reality ကိုမြင်ခဲ့တာတကယ်အဖြစ်ပြက်အမှန်ကိုမြင်ခဲ့တာမြင်ခဲ့ပြီးစိတ်သက်ကြဒါကလောကကြီးရဲ့အတန်ဖြစ်ဒီနေ့ကျွန်တော်ပတ်ဝန်းကျင်မှာလောကရဲ့အတန်တွေအများကြီးပဲကိုယ့်ရဲ့အခြေအနေပတ်ဝန်းကျင်အခြေအနေရှစ်ဆက်သွားရင်ဘာဖြစ်လာမလဲဆိုရယ်အခြေအနေကိုအတိုင်းအတာမြင်ရနိုင်တယ်ကြားရနေပြီးသားဖြစ်ဒီအရာတွေအားလုံးကကျွန်တော်ကိုလာပြီးတုံလို့စီနောက်တစ်ခုကျတော့ဆန္ဒရဲ့အတန်ဖြစ်တခါလေးမှာနှုတ်ကပတ်တော်နဲ့တွာလာတယ်ဘုရားသခင်ဘက်မှာစိတ်အားကြီးတယ်တမန်တရားကိုဆာငတ်တယ်မှန်တယ်ဒါပေမဲ့မှားတတ်တဲ့အရာပါလဲဆိုကိုယ့်ရဲ့ဆန္ဒအတန်နဲ့ဘုရားသခင်ရဲ့အတန်ကိုမပိုင်းခြားပင်နဲ့ဆန္ဒရဲ့နောက်ကိုလိုက်သွားတဲ့သူတွေအများကြီးတွေ့ရဒါကြောင့်မလို့ဘုရားသားသမီးဆိုတာလောကရဲ့အတန်တွေကြားပြီးမှကြောက်ရွံ့တုန်လှုပ်တဲ့အသက်တာမှာဖြစ်မိဖို့အရေးကြီးအဲ့လိုမျိုးလောကရဲ့အတန်တွေကြားတဲ့အခါလူကကြောက်ရွံ့တုန်လှုပ်တတ်တယ်အဲ့ဒီအခါမှာနှုတ်ကပတ်တော်တမန်တရားကလိုကိုလိုလာတယ်ဘုရားရဲ့အတန်တော်ကလိုကိုလိုလာတယ်ဘုရားရဲ့ဖွင့်ပြခြင်းတွေကလိုကိုလိုလာတယ်တမန်ကျမ်းစာကိုအခြေခံပြီးကြည့်တဲ့အခါမှာလောကရဲ့အတန်တွေအယမ်းကျေလာတဲ့အခါဘုရားသခင်ရဲ့လူတွေဟာတိတ်ကြောက်လာတဲ့တဘာဝရှိစိုးရိမ်လာတဲ့တဘာဝရှိချိန်မကင်မိလက်မကင်မိဖြစ်လာတဲ့အချိန်တွေအများကြီးဖတ်ရတယ်အဲ့ဒီအချိန်တွေမှာဘုရားသခင်ရဲ့အတန်တော်ရောက်လာတဲ့အခါမှာအဲ့ဒီအဆိုးဆုံးဆိုတဲ့အချိန်တွေထဲမှာပဲလေကြောက်ရွံ့စရာအချိန်တွေထဲမှာပဲလေဒီဆောက်ခြင်းတွေခိုင်ခန့်ခြင်းတွေညီတက်ခြင်းတွေနဲ့အခြေအနေတွေအားလုံးကိုပြောင်းပြန်လန်သွားနိုင်တယ်ဆိုတော့ကျွန်တော်တို့ဖတ်မိမှာဖြစ်ပါတယ်ဒါကြောင့်အရေးကြီးတာကဘာလဲဆိုတော့ကျွန်တော်တို့ရဲ့ဆန္ဒထဲကလာတဲ့အတန်ကိုဘုရားအတန်နဲ့မာယွန်းစွာခံယူမိရင်တော့အဲ့ဒါကကိုကိုဒုက္ခတင်နေဆွဲကြတာနဲ့များသောအဖြစ်ယုံကြည်သူတွေမှာအဲ့ဒါဖြစ်တတ်တယ်ကိုကအရန်လှုပ်ချင်လို့လုပ်နေတာလားတကယ်ပဲဘုရားစကားပြောတာလားဆိုတော့မခွဲခြားနိုင်တော့မခွဲခြားနိုင်တဲ့အခါကျတော့အဲ့ဒီမှာကိုလှုပ်ချင်တာကိုကိုလှုပ်ပြီးဘုရားကိုတစိမ့်တက်ပြီးပြဿနာပေါင်းမြောက်များစွာနဲ့အဆုံးသက်အဲ့လိုမျိုးတွေဖြစ်ကုန်ဒါတွေအားလုံးကိုပြန်ကြည့်တဲ့အခါကိုဆန္ဒကိုဖြစ်ချင်တာကိုလှုပ်ပြီးမှကိုဆန္ဒကိုဘုရားရဲ့အတန်လို့နားလည်မားသွားတဲ့ပြဿနာဖြစ်ဒါကိုဖြေရှင်းနိုင်ဖို့အတွက်အရေးကြီးဆုံးကနှုတ်ကပတ်တော်တမန်ကျမ်းစာဖြစ်တယ်ရေးသားထားတဲ့နှုတ်ကပတ်တော်တမန်တရားအရေးကြီးလာဒါကြောင့်ကိုဆန္ဒအတန်လားဘုရားရဲ့အတန်လားဆိုခွဲခြားသိဖို့ပိုင်းခြားနိုင်ဖို့အတွက်နှုတ်ကပတ်တော်ဟာရေးကြီးလာတာဖြစ်ပါတယ်။ဒါကြောင့်ဆန္ဒရဲ့အတန်နဲ့ဘုရားရဲ့အတန်ကိုမသေးကွဲဘဲနဲ့ဘုရားခင်ဖွင့်ပြတယ်လို့တွင်ပြောခဲ့ကြတဲ့အထဲမှာယေရမိခေတ်ကာလမှာယေရမိအခန်းကြီး23အပိုင်းငယ်21ယေရမိအခန်းကြီး29အပိုင်းငယ်23ကိုဖတ်တဲ့အခါမှာလည်းအဲ့ဒါအများကြီးတွေ့ရတယ်။ဘုရားခင်မဖွင့်ပြဘဲနဲ့ကိုယ်စိတ်ထဲမှာထင်တာတွေကိုပြောပြီးလာဘုရားခင်ဖွင့်ပြတာဘုရားခင်စကားပြောနေတာလို့ပြောတဲ့ရားလူတွေ prophet တွေအများကြီးအဲ့တော့ဒီနေ့မှာလည်းအဲ့လိုပဲသူစိတ်ထဲမှာထင်ရမြင်ရတယ်ဘုရားခင်ပြောနေတာဘုရားခင်ဖွင့်ပြတာလို့ရှောက်ပြောတာတွေဒီခေတ်ကာလမှာလည်းရှိအဲ့တော့သူတို့ပြောတဲ့ဟာတွေအားလုံးကတကယ်တမ်းဖြစ်မလာတဲ့ဟာတွေပဲများတယ်ဆန္ဒရဲ့အတန်နဲ့ဘုရားရဲ့အတန်ကိုမတဲခွဲပဲစိတ်ထဲထင်တာကိုဘုရားစကားပြောတာထင်ပြီးရှောက်ပြောကြတဲ့သူတွေပုံများလာတယ်ဒါကြောင့်လဲယေရမိခေတ်ကာလကတည်းကဘုရားခင်ကကြိုးပြီးဒီအကြောင်းတွေကိုပြောထားကြတယ်တချို့ကြတော့လဲဆန္ဒရဲ့အတန်နဲ့ဘုရားအတန်ကိုကွဲပြားသိဒါပေမဲ့ဆန္ဒရဲ့နောက်ကိုပဲလုံးလိုက်သွားကြတဲ့သူတွေလည်းကျမ်းစာထဲမှာရှိပါလန်ကဆန္ဒရဲ့အတန်နဲ့ဘုရားရဲ့အတန်ကိုသူတို့ကွဲပြားသူသိတယ်ဒါပေမဲ့လုံးသူ့ဆန္ဒကတောင်းဆိုတဲ့အတိုင်းသူ့ဆန္ဒဖြစ်ခြင်းနဲ့နောက်ကိုပဲလုံးလိုက်သွားခဲ့ရောနောက်ကြည့်တဲ့အခါလည်းအဲ့လိုပဲဘုရားစကားနဲ့ဆန္ဒလာတဲ့အတန်ကွဲပြားသူသိတယ်ဒါပေမဲ့ဘလို့ပဲဖြစ်သူ့ဆန္ဒနောက်ကိုပဲသူလိုက်ဘုရားစကားနောက်ကိုလုံးဝမလိုက်ပြတ်သားကိုဆန့်ကျင်ပြီးလိုက်သွားတာရှန်ဆုံကြည့်တဲ့အခါမှာလည်းအဲ့ဒါတွေ့ရတယ်ရှန်ဆုံဟာဘုရားသခင်ရွေးချယ်တဲ့လူဖြစ်ပေမဲ့ဘုရားမနစ်သက်တဲ့အရာတွေကိုလုပ်ရတာဘုရားမနစ်သက်တဲ့အမှုတွေမှာကျင့်လေရတာအင်မတန်ပြိုတဲ့သူဖြစ်တယ်ဒါကြောင့်ဘုရားအတန်နဲ့ဆန္ဒအတန်ရှင်လာတဲ့အခါမှာကွဲပြားသိရင်တော့အများစုဟာဆန္ဒနောက်ကိုပဲလိုက်သွားကြတာတွေရှိရှောလမုန်မင်းကြီးဆိုလည်းဒီတိုင်းပဲထူးခြားတဲ့ဉာဏ်ပညာရတဲ့သူဖြစ်ဒါပေမဲ့လည်းနှုတ်ကပတ်တော်အားဖြင့်ဖြစ်တဲ့ပညာဟာသူ့ရဲ့အသက်တာထဲမှာမရှိတဲ့အခါမှာဆန္ဒရဲ့နောက်ကိုပဲလုံးလိုက်သွားကြတယ်ဒါကြောင့်ဆန္ဒကိုတိတ်ခါပြထိမ့်ပါလို့ပတ်ဝန်းကျင်မှာကျွန်တော်အများကြီးဖတ်ရဘူးဘုရားသားသမီးတို့ကိုယ့်ရဲ့ဆန္ဒရှိလာတဲ့အခါတမာတရားနဲ့ပဲထိမ့်ပါဆန္ဒရဲ့အတန်နဲ့ဘုရားရဲ့အတန်ရှင်လာတဲ့အခါဘုရားနောက်ကိုပဲလိုက်ဖို့လိုပါတယ်ဘာပဲပြောကျွန်တော်အသက်တာထဲမှာဆန္ဒရဲ့အတန်နဲ့ဘုရားရဲ့အတန်ကိုခွဲခြားသိဖို့နှုတ်ကပတ်တော်တမာတရားဟာအရေးကြီးတယ်ဒါကိုဖတ်ဒါကိုရှင်းခြင်းဒါကိုသိခြင်းအဖြစ်ပဲကိုယ့်ရဲ့အတန်နဲ့ဘုရားရဲ့အတန်ကိုပိုင်းခြားနိုင်မှာဖြစ်တယ်ဒါကြောင့်ဘုရားပြောပြီးကိုလှုပ်ချင်တာကိုပဲရွေးချယ်သွားတတ်ကြတဲ့သူတွေရှိတယ်လို့ဘုရားလို့ပြောပြီးဘုရားစကားနဲ့ကိုယ်ဆန္ဒစကားကိုရောထွေးပြီးမလိမ့်တပတ်လုပ်တဲ့ဘုရားလူတွေလည်းကျမ်းစာထဲမှာအများကြီးရှိတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဒါကြောင့်ဆန္ဒရဲ့အတန်နဲ့ဘုရားရဲ့အတန်ကိုတော့ခွ
ခွဲခြားခြားသိဖို့ရေးသားထားတဲ့နှုတ်ကပတ်တော်တမန်တရားဟာအရေးပါပါတယ်ကျမ်းစာမလို့ဘူးဖတ်စရာမလို့လို့ပြောလာရင်သိကြတယ်အဲ့ဒါဟာကျွန်တော်တို့အသက်တာကိုတမန်တရားအဖြစ်တိဆောက်ဖို့ကျွန်တော်တို့ကိုဝေးရာကိုလမ်းလွဲစေမယ့်အရာတွေဖြစ်တယ်လို့ကျွန်တော်နားလည်ရပါတယ်ဒီတော့ဘုရားသခင်ရဲ့သားသမီးတွေဆိုတာဘယ်လိုမျိုးလဲလို့ရှင်းပြစရာရှိပါတယ်အဲ့တော့တမန်ကျမ်းစာအရာကျွန်တော်ကြည့်တဲ့အခါဘုရားသခင်ရဲ့သားသမီးယုံကြည်သူဆိုတာနံပါတ်1ဘုရားသခင်ရှိခြင်းနဲ့အသက်ရှင်တဲ့သူတွေဖြစ်ဘုရားရှိခြင်းနဲ့ကျေနပ်ရောက်ရဲကြတဲ့သူတွေဖြစ်နံပါတ်3ဘုရားရဲ့အမှုတော်မှာအစေခံရင်ဝမ်းမြောက်နေတတ်တဲ့သူတွေဟာယုံကြည်သူတွေဖြစ်ယုံကြည်သူဆိုတော့ဘုရားသခင်မဆာခြင်းနဲ့အရာရာကိုသင်သိရောက်ရဲတတ်တဲ့သူတွေဖြစ်တယ်လို့နှုတ်ကပတ်တော်အဖြစ်ကျွန်တော်နားလည်ရယုံကြည်သူဆိုတော့ဆန္ဒရဲ့အတန်တဲ့ဘုရားရဲ့အတန်ကိုနားထောင်ခံယူတတ်တဲ့သူတွေဖြစ်တယ်ယုံကြည်သူဆိုတော့ငွေရှိခြင်းဂုဏ်ရှိခြင်းတဲ့ဘုရားရှိခြင်းနှုတ်ကပတ်တော်ရှိခြင်းကိုလိုလားတဲ့သူတွေဖြစ်ယုံကြည်သူဆိုတာလောကီစည်းစိမ်တဲ့ကောင်းကင်စည်းစိမ်ကိုခုံမုံဖက်တွယ်တဲ့သူတွေဖြစ်ယုံကြည်သူဆိုတာလောကဘန္နာတဲ့ကောင်းကင်ဘန္နာကိုပိုးပြီးဦးစားပေးရှာဖွေတတ်ကြတဲ့သူတွေကိုခေါ်တယ်ယုံကြည်သူဆိုတာလူစကားတဲ့ဘုရားစကားအဖြစ်အသက်ရှင်ဖို့အတွက်နာခံလိုတဲ့ဆန္ဒရှိတဲ့သူတွေဖြစ်ယုံကြည်ဆိုတာအာနာထားစေစားခြင်းတဲ့အစေခံခြင်းပေးဆက်ခြင်းမှာမွေ့လျော်တဲ့သူတွေဖြစ်ယုံကြည်သူဆိုတာမိမိထင်ရှားခြင်းတဲ့ဘုရားဘုန်းထင်ရှားခြင်းကိုဦးစားပေးဥထိတ်ထားတဲ့သူတွေဖြစ်ယုံကြည်သူဆိုတာဘုရားခင်အားဖြင့်ဘုရားအဖို့ဘုရားအတွက်အသက်ရှင်ပြီးအရာရာတိုင်းမှာဘုရားနဲ့ကင်းလို့မရတဲ့သူတွေကိုယုံကြည်သူတွေခေါ်တယ်လို့တမန်ကျမ်းစာမှာနားလည်ရပါဒါကြောင့်ချစ်တော်ညီကောင်မောင်တို့ကိုယ့်ရဲ့ဖြစ်ခြင်းအမှန်ကိုလည်းကျွန်တော်တို့သိဖို့လိုပါတယ်တမန်ကျမ်းစာထဲမှာယုံကြည်သူတယောက်ရဲ့အသက်တာယုံကြည်သူတယောက်ရဲ့ဖြစ်ခြင်းကိုလည်းကျွန်တော်တို့ရှင်းချင်းသိကျွမ်းဖို့အတွက်လိုတယ်အဲ့လိုသိကျွမ်းဖို့ကိုလည်းရေးသားထားတဲ့နှုတ်ကပတ်တော်တမန်တရားဟာအရေးပါလာပါတယ်ဒါကြောင့်ဘုရားခင်အလိုတော်ဖြစ်တဲ့လူပေါင်းကယ်တင်ခြင်းတို့ရောက်ရတမန်တရားကိုသိခြင်းကဘုရားခင်အလိုတော်ရှိတယ်အဲ့တော့ကယ်တင်ခြင်းတို့ရောက်သွားပြီးတဲ့သူတွေတမန်တရားကိုသိဖို့လိုပါတယ်အဲ့ဒီတမန်တရားဟာလက်ထဲမှာရှိတဲ့ရေးသားထားတဲ့နှုတ်ကပတ်တော်တမန်တရားဖြစ်တဲ့တမန်ကျမ်းစာပဲဖြစ်ပါတယ်အဲ့ဒီတမန်ကျမ်းစာကိုနေ့တိုင်းဖတ်ရှုဆင်ခြင်ခြင်းအပြင်ဘုရားအလိုတော်ရှိတဲ့အရာအလိုတော်မရှိတဲ့အရာဘုရားအကြံစီတော်နဲ့ကိုယ့်ရဲ့အကြံစီဘုရားရဲ့အတန်နဲ့ဆန္ဒရဲ့အသံမားနေတဲ့အရာနဲ့မှန်တဲ့အရာကိုကွဲကွဲပြားပြားပိုင်းပိုင်းခြားခြားသိပြီးတမန်တရားတိုင်းအသက်ရှင်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ရေးသားထားတဲ့နှုတ်ကပတ်တော်တမန်တရားကိုသိပြီးတမန်တရားတိုင်းအသက်ရှင်ဖို့ကျွန်တော်တို့တယောက်ချင်းစီတိုင်းအတွက်ဆင်ခြင်စရာဖြစ်ပါစေ။